အမျိုးအစားနှစ်စီးကြိုဆိုတာအင်ဆူလင်မရှိလို့ဖြစ်တဲ့စီးကြိုမဟုတ်ဘူးအင်ဆူလင်မရှိလို့ဖြစ်တဲ့စီးကြိုကိုအမျိုးအစား1စီးကြိုလို့ခေါ်တယ်ဆိုတာလဲကျွန်တော်တို့အဲ့ဒီထဲမှာလေ့လာမှတ်သားပြီးဖြစ်မယ်အမျိုးအစားနှစ်စီးကြိုဆိုပြီးတော့ကျွန်တော်တို့လေ့လာနေကြတယ်အင်ဆူလင်ရှိတယ်သို့ပေမဲ့အဲ့ဒီအင်ဆူလင်နဲ့အတူတူဂလူကို့စ်တွေက cell မှာတွားပေါင်းတဲ့အချိန်မှာ cell ဆေးတွေကတကားပေါက်လေးကိုအပေါ်တက်လာပြီးတော့မဖွင့်သွားဘူးမဖွင့်တော့ဘာဖြစ်တယ်လဲဆိုတော့အဲ့ဒီ glucose တွေက cell ထဲကိုများများဆဆဝင်မသွားနိုင်ခဲ့ပဲနဲ့သွေးထဲမှာပဲသွေးကြောထဲမှာပဲများနေတဲ့အနေအထားကိုကျွန်တော်တို့ကစီဂျိုလို့ခေါ်ကြတယ်အဲ့ဒီလိုအင်ဆူလင်ကရောက်လာတော့လဲပဲတကားမပွင့်တဲ့အနေအထားကိုအင်ဆူလင်မတုံ့ပြန်ခြင်းလို့ခေါ်ဆိုလိုက်တယ်အင်ဆူလင်ကရှိတယ်တကားကိုလာဖွင့်ဖို့တကားကိုဖွင့်ပေးဖို့လဲလာပြောတယ်ပြောပေမဲ့လည်းတကားပွင့်မသွားဘူးအဲ့ဒီလိုပွင့်မသွားတဲ့အနေအထားကအင်ဆူလင်မတုံ့ပြန်ခြင်းအဲ့တော့ကျွန်တော်တို့စီဂျူရှိနေတယ်ဆိုတာစီဂျူညီမျှခြင်းကျွန်တော်တို့ဘာဖြစ်နေတာလဲဆိုရင်အင်ဆူလင်မတုံ့ပြန်ခြင်းဖြစ်နေတာ